ဒါလေးပဲရှင်းလိုက်တော့မယ်နော်ဟုတ်မှာဒီကလေးဝလေးလည်းရှိတယ်လေမချင်းပါရှိ ယောက်ျားလေးဟုတ်တယ်မိုင်းယောက်ျားထောင်ထဲရောက်နေပြီဒီနေ့ကတော့ညီကတသားလေးနဲ့တူတူပေါ့နော်မန္တလေးရောက်နေတာညီတို့3ရက်ဆိုပြီးတော့လာတပတ်ဖြစ်သွားတယ်ဝစ်စားလေးလိုနေရနဲ့121 ကြာ58လဲမှရှိတယ်မြန်မာလာအထည်ဆိုင်လေးကိုတောင်းမှာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ပေးပါအောင်ရှင်ဒီဆိုင်လေးကတော့ငိမ့်သွားဝယ်မယ်အထည်ဆိုင်လေးပဲဖြစ်ပါတယ်မြန်မာလာအထည်ဆိုင်လေးပေါ့နော်ရှိပါလေးပြန်လဲပါတသားလေးပဲတွင်နေနေတယ်ပါဒါတော့တယ်ယူစားနေနော်ဒီဆိုင်လေးမှာဆိုလို့ရှိရင်တော့တသားမမိရဲ့အတွက်အထည်လှလှလေးဈေးတက်တန်လေးနဲ့ဒီဇိုင်းမျိုးစုံနဲ့ဝယ်ယူအားပေးလို့ရပါတယ်ဆိုင်ရောက်ဝန်ထမ်းလေးတွေကလည်းအကုန်လုံးကဖော်ဖော်ယူနဲ့အကုန်လုံးလိုက်ပြပေးပါတယ်ရှင်ဆက်ရလေးဟာလားလေးဟုတ်လားဟုတ်အခုကမိုးရသေးရအောင်ဟုတ်တယ်မိုးရသေးတော့မှာဆိုရန်ကုန်မှာဆိုတော့နည်းနည်းအေးရကွာဒီလားလာလည်းချစ်စရာရှင်ရဒါလေးကပါလေးနေကသားလေးလေးမှယူတာလေးရှင်အလေးလိုက်နော်ဆိုတော့ဒီဘက်ကလေးလာဘက်ကလေးလာဟောပါဒီကလည်းရှိတယ်ဘယ်နေ့မှဆိုဝမ်းဆက်ပြီးရှိတယ်မှာအဲ့ဒီချိုင်းပြဝက်ဆက်တွေကလေးလေးလာရှင်တိရောက်တာလေးရတယ်ဟုတ်တယ်နော်အဲ့ဂျင်းဝက်ဆက်တွေအောက်ကတစ်ထက်ဟိုဘွားတစ်ထက်ပုတ်ပုံနဲ့နေတော့မှာတဲ့ရှောက်ရွေးလိုက်နော်ငါပြီးတော့မှမတော်ဝက်ဆက်တွေနေမှာနော်အဲ့ဒါပြန်ပဲဆက်ဒီကလေးကမားလေးကအမလေးလေးတော့တော့ဒီလိုအဲ့ဒါတော့လေးလာလာလာနော်ဒါလေးလာပဲနော်ဒါလေးရှိတယ်မနော်တာအင်းလာမပြတာပါယူမတတာ